အခုကျွန်တော်ဖန်တီးနေတဲ့ဝတ်စုံလေးကတော့တရက်တပင်ရွာမှာအလူပွဲအတွက်အလူမဝတ်စုံဖြစ်ပါတယ်ခင်ဗျာဒီဝတ်စုံဖန်တီးမှုလေးမှာဆိုရင်ကျွန်တော်ကဘူးနွယ်ခရစ်စတယ်ဖန်စစ်တို့ဖန်စစ်ရှည်နဲ့ရေကြီးပေါ်ကျယ်လေးတွေကိုညစာအသုံးပြုပြီးတော့ဖန်တီးပေးထားတာဖြစ်ပါတယ်အခုမြင်တွေ့နေရကတော့လုံကြီးဒီဇိုင်းဖြစ်ပါတယ်လုံကြီးကြာကြိတ်လေးပေါ်မှာကျွန်တော်ကအလူအမာကအမေစင်းလေးမှာပဲထိုးခြင်းတယ်ဆိုလို့ကျွန်တော်ဒီမှာဆိုရင်အမေစင်းလေးကိုထိုးပေးထားတာဖြစ်ပါတယ်ပိုးတယ်ကတော့ပိုမင်းကြီးပိုးတယ်မှာဖြစ်ပါတယ်ခင်ဗျာအင်ဂျီအပေါ်ပိုင်းလေးကိုလေလဲဆွဲလေးဆွဲထားတဲ့ပုံစံလေးဖြစ်အောင်လို့ကျွန်တော်ဒီမှာဆိုရင် sequence လေးတွေ creation လုပ်ပြီးတော့အသေးစိတ်ဖန်တီးထားတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကပဝါလေးကိုလည်းဇာပပလေးပဲခြုံနေတယ်ဆိုလို့ဇာပပလေးဖန်တီးပေးထားတာဖြစ်ပါတယ်ခုဆိုရင်တော့အရန်လာပြီးတော့ကြက်တည်ရှိနေတဲ့အလူမာဝတ်စုံအမြင်တွေ့ရမှာဖြစ်ပါတယ်ခုလို့ကျွန်တော်ရဲ့ blog လေးကိုကြည့်ရှုနေကြတဲ့ကြည့်ရှုသူအားလုံးလည်းသက်ရှိကြမှာပြီးတော့လူရင်းဆန္ဒတွေပြောပါစေလို့ကျွန်တော်ဒီဇိုင်နာမျိုးမျိုးဆိုကစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ